မေရိကန်နိုင်ငံသားတယောက်ဖြစ်တဲ့သူမကိုဘေးကင်းလုံခြုံတဲ့စောင့်ရှောက်မှုတွေနဲ့အိမ်ကိုချောချောမွေ့မွေ့ပြန်ရောက်စေခဲ့တာကြောင့်အမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်ကိုကျေးဇူးတင်တယ်လို့ပြောလာခဲ့တဲ့သမီးဆိုမင်္ဂလာပါပရိသတ်ကြီးရှင်အမေရိကမှာရောက်ရှိနေထိုင်နေပြီးမြန်မာနိုင်ငံကဆယ်လီတွေရဲ့အကြောင်းကိုအမြဲတမ်းလိုပြောဆိုခဲ့ရကနေနာမည်ကြီးလာခဲ့သူသမီးဆိုခေါ်တက်ကိုတော့ရန်ကုန်ပြည်ဆိုင်ရာလေဆိပ်မှာ2025ခုနှစ်အောက်တိုဘာလ12ရက်နေ့ကဖမ်းဆီးခဲ့တာဖြစ်ပြီးစတင်ဖမ်းဆီးစဉ်ကပုံမှန်66ကကြီးနဲ့အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်အဲဒီနောက်မှာတော့2025ခုနှစ်အောက်တိုဘာလ23ရက်နေ့မှာတော့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်905ကကြီးအဲဒီနောက်မှာတော့လဝကအဥပဒေ73ကကြီးပုံမှန်တွေနဲ့ထပ်တိုးအမှုဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆယ်ဒီသမီးဆိုဟာပုံမှန်3ခုနဲ့တရားစွဲဆိုခံခဲ့ရပြီးတဲ့နောက်ထောင်ဒဏ်6လနဲ့အထက်ကြားခံရစေဖို့အတွက်လည်းအမိန့်ချမှတ်ထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့သမီးဆိုခေါ်တက်ကိုဟာအမေရိကန်နိုင်ငံသားအဖြစ်ခံယူထားပြီးသူဖြစ်တာကြောင့်အမေရိကန်နိုင်ငံကသူတို့ရဲ့နိုင်ငံသားအတွက်အပြည့်အဝကာကွယ်ပေးခဲ့တာဖြစ်ပြီးဆယ်လီသမီးဆိုဟာလည်းပြစ်ဒဏ်တွေကနေလွတ်ငြိမ်းပြီးတော့အမေရိကန်နိုင်ငံကိုဘေးကင်းလုံခြုံစွာနဲ့ပြန်လည်ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။သမီးဆိုကကျမရဲ့အိမ်ကိုဘေးကင်းစွာနဲ့ပြန်ရောက်ပါပြီ။ပထမဆုံးအနေနဲ့နိုင်ငံရဲ့ခြားရောက်အမေရိကန်နိုင်ငံသားတိုင်းကိုအထူးအမိန့်ထုတ်ပြန်ပြီးအိမ်ကိုဘေးကင်းစွာပြန်လာနိုင်အောင်တကယ်ကိုစောင့်ရှောက်ပေးခဲ့တဲ့သမ္မတထရန့်ကိုကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ဒါအပြင်ဝါရှင်တန် DC ရုံးချုပ်ကအစိုးရအဖွဲ့ကောင်စစ်ဝင်ရုံးအားလုံးနဲ့ရန်ကုန်မြို့ရှိအမေရိကန်တန်ယုံကအဖွဲ့သားတွေအနေနဲ့ကျမကိုအမေရိကန်နိုင်ငံသားကောင်းတစ်ယောက်လိုတာဝန်ယူစောင့်ရှောက်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။သူတို့တွေရဲ့ကူညီမှုနဲ့အလေးထားမှုတွေသာမရှိခဲ့ရင်ကျမအခုချိန်ထိအသက်ရှင်နေမှာမဟုတ်ပါဘူး။အမေရိကန်ပြည်ထောင်စုနဲ့ရန်ကုန်ကအစိုးရအဖွဲ့တွေဟာကျမရဲ့အသက်ကိုကယ်တင်ခဲ့တာပါ။အားလုံးကိုနှလုံးသားထဲကနေအထူးကျေးဇူးတင်ရှိပါတယ်။နောက်ဆုံးအနေနဲ့ကျမရဲ့စစ်မှန်တဲ့ပရိသတ်တွေယုံကြည်ရတဲ့တငယ်ချင်းတွေနဲ့မိသားစုဝင်တွေကိုစိတ်ပူအောင်ဝမ်းနည်းအောင်လုပ်ခဲ့မိတဲ့အတွက်တကယ်ပဲတောင်းပန်ပါတယ်။အားလုံးကကျမအတွက်စိုးရိမ်တကြီးနဲ့အမြန်ဆုံးပြန်တွေ့နိုင်ဖို့ဒီလိုခက်ခဲတဲ့အချိန်တွေကိုအတူတူဖြတ်သန်းခဲ့ကြရတယ်ဆိုတာကျမသိပါတယ်။အခုတော့ဖလော်ရီဒါကချစ်ရတဲ့မိသားစုနဲ့အတူရှိနေပါပြီ။ကျမရဲ့စိတ်ဓာတ်ခွန်အားတွေကိုပြန်လည်ဖြည့်တင်းပြီးအရင်ကထက်ပိုမိုကျန်းမာအောင်နေထိုင်ပါရစေ။မြန်မာနိုင်ငံမှာရှိနေစဉ်အတွင်းရက်စက်တဲ့လူတချို့ရဲ့အနိုင်ကျင့်ခြင်းကိုခံခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ဘယ်လောက်ထိဆိုးရွားခဲ့လဲဆိုတာကိုကျမပြန်လည်မျှဝေသွားမှာပါ။တချို့လူတွေဟာသူတို့မှာအပြစ်မရှိသလိုအပြစ်ကင်းစင်သူတွေလိုဟန်ဆောင်ဖို့အတွက်လိမ်ညာတာတွေဒရမာခင်းတာတွေလုပ်တတ်ကြပေမဲ့ကျမကတော့အဲ့ဒီလိုလုပ်ရတာကိုမုန်းပါတယ်။ကျမတို့လူသားအလုံးဟာဘသူပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲနေနိုင်ငံသားအခွင့်အရေးနဲ့တရားမျှတမှုကိုရရှိဖို့လိုအပ်ပါတယ်။တကယ်လို့မရခဲ့ရင်လည်းကျမတို့တိုက်ပွဲဝင်ကြရပါလိမ့်မယ်။ကျမကိုစစ်မှန်တဲ့ချစ်ချင်းမြတ်တာတွေနဲ့ချစ်ပေးကြတဲ့အတွက်အားလုံးကိုချစ်ပါတယ်ဆိုပြီးတော့တက်ကိုခေါ်သမီးဆိုကပြောဆိုထားတာလည်းဖြစ်ပါတယ်။